ဟာဟာဒါဘာမျက်နှာလဲတီးကြပါဘာမျက်နှာလဲမိုးရတဲ့မျက်နှာ တမလေး မိုးကဒီမှာပါဘေးသူတို့မြောက်တွေ့ဒီနေ့မိုးသွားရှာကြမှာဖြစ်ပါတယ်မိုးရှာမဲ့လူတွေကတော့ဖြစ်မလဲဆိုတော့ဒီမှာ လုံးပြကြတယ်ခုရ ဒီမှာကြောင်းလိပြီးတော့မိုးလာရှာတာဖြစ်ပါတယ်ဟိုကျကတော့ ကျောင်းတက်တာအကြောင်းရရင်တော့စိတ်နဲ့ကျောင်းနဲ့ပြီးမို့လာရှာတာဖြစ်ပါတယ်အကြောင်းမှာဒီချက်တက်တာ9ရောက်ရောက် ကဲဘသူမိုးအများဆုံးရမလဲဆိုတာစောင့်ကြည့်ပေးကြပါဦးညာ ဟုတ်ပါတယ်ဘယ်နှပိတ်တာရမလဲဆိုတော့စောင့်ကြည့်ပေးကြပါ ကျွန်တော်တို့မိုးထဲမဟုတ်ပါဘူးမြစ်လက်ရှာမှာဖြစ်ပါတယ်မြစ်တွေလည်းပေါ်တယ် မိုးရေမြစ်တွေရှာမှာဘာနေရပြောနေမလား ကဲမိုးရပါပြီမိုး မဟုတ်ပါဘူး အေးမိုးမဟုတ်ပါဘူးမြစ် တော့ တော့ပါစေရှာပါစေမြစ်ဒီမှာလဲချောင်းရပါပြီ ရလာလို့လားကဲ ဟာဟာဒါဘာမျက်နှာလဲတီးကြတာဘာမျက်နှာလဲမိုးရတဲ့မျက်နှာ တမလေး မိုးကဒီမှာပါဘေးသူတို့မြောက်တွေ့ လမ်းညွန်ပေးလိုက်ပါတယ်ဓာတ်ကိုပဲရှာအဲ့ကလေးကဆူလိုက်တာအဲ့ကလေးကဓာတ်ကိုပဲပတ်တော့လားကိုယ်နဲ့လို့ရလားရတယ်လည်းမလို့ဆိုနေရတယ် ကောင်းတပေါင်းပြေးတော့မှာနော်တာကြီးကဘလို့ကြီးတော့မတ်3ကြောလောက်တော့တော်လာ3ကြောတော့ကြုံမှာညတချာထုတ်ကြလိုက်ကိုကြီးနေလို့ဆိုပြီးဒီမှာမပွင့်နေကြအတမငါပြေနေလို့နှစ်ပေါင်းနဲ့ယူနေတယ်ဘာလို့မြတ်ပါတာတော့မိုးပါမိုးဒီမှာ မကြည့်လိုက်ရအမလေးကိုရရမ်းလာပါလေအိုးရမ်းမိုက်တယ်တော့လား ကြီးပြီပဲနော်အေးကလေးတောင်ကြီးမဆိုင်ကြတော့ဝေး အေးပြလား အေးတန်းတွေးလိုက်တာကောင်းတယ်သလားမိုတူးနေရတဲ့ချိန်မိုတူးနေတဲ့ချိန်ကျရင်ဟိုလေရမ်းပြောပါချိန်လိုက်တာတတိမရတော့ မကြည့်မိုးရေဒီမှာကြည့်ရွှေပဲကြည့်ဟောပါကြတာနဲ့ကြမျိုးစားတယ်ကောင်းတယ်ကြည့်တော့ ဒီမှာရောကြည့်အောင်ရမ်းမိုက်တာလေဘေးနားလေးမှမဆက်တော့တာခေါ်လိုက်ရရင်တော့ ဒီနေရာလေးတွေကြည့် အေးကိုလည်းဒီမှာတစ်ခုချက်နော် အေးဒီမှာလေးဒါတော့ကျွန်တော်တို့တွေ့ထားတဲ့မိုးတွေဖြစ်ပါတယ်မိုးရတဲ့မျက်နှာတွေပြကောင်းတဲတော့လို့တွေ့တာမဒီလိုဘယ်မှာရတယ်ဒီလိုပါဝါကြဘာလဲရိုက်နေတယ်နော်အဲ့ဆိုငါပဲကြံတော့တာမမို့တွေးဖို့အရင်ကဒီကြံတော့ ဒီမှာတော့ရှိရနောက်ကျသွားတယ်အများကြီးပဲအများကြီးပဲအကုန်လုံးတော့ကြကုန်ပြီနောက်ကြကုန် လုံနေအဲ့လိုမလုပ်နိုင်ပါဟာချစ်တော့အသက်ရွယ်လိုက်ကစမပြေဘူးက ကဲကျွန်တော်တို့မိုးရှာတာဒါဆီယမနိုင်မိုးရထားလားဟလားတပိတ်တာကြော်မကြည့်ဒါတောင်ပူမိုးဆိုလားဘာမိုးဆိုလားပြီးတော့အောက်မှာလဲဟိုဟာမိုးဆိုလားဒီဟာမိုးဆိုလားရှိသေးရဲ့ ဘာမို့ချာ မဒါကြတော့ဟိုဟာမိုးဒီဟာမိုးဒါကြတော့တောင်ပူမိုး တောင်ဖို့မို့ ဒါကြတော့ဗာလေးလေ ဘောရကြတယ်ကိုကမဟုတ်
ဒါလေးကဘာလေးလဲအမမြစ် ဒါစားဘူးလား စားဘူး ခြေတော့မရှင်းတော့ဟိုအဲ့ဒီနေဝတ်တဲ့လူတွေတွေ့ရတယ် မမ်ဟိုးဒီနေ့ရထားတာ ပြန်ကြောင်းပဲဒီနေ့လည်းဘာဖြစ်ပန်းကြီးပဲ ဟာ ရပါပြီသွားပါမယ် သွားမယ်အိမ်ပြန်တော့မယ်ဆိုမှဟိုလမ်းဘေးဒီမှာအေးပြ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 ေး အဘလို့တူးမှာတော့ဆက်ချလိုက်မယ်နော်ဆက်လိုက်ဒါခဲ့ထားပြီ ကဲငါတို့တွေမိုးရှာပြီးတော့အိမ်ပြန်နေပါပြီဗျာမိုးရှာပြီးတော့ခုအိမ်ကိုပြန်နေပါပြီကဲမိုးရတဲ့မျက်နှာတွေကြည့်ချင်းနေကဲမိုးရတဲ့မျက်နှာတွေကြားကြပါဦး ဒါလေးတွေပါပို့ရှာကြီးပြန်လာတယ်ရှင် ကဲမိုး ဒီလေးလူတိုင်းမို့ရတယ် မိုးမရတဲ့လူတွေမျက်နှာပြမယ် အစတော့ဖုန်းသားတယ် ဥမကလေးလေး ဒါတွေကတော့မှုရတဲ့မျက်နှာတွေပါ အာ မှုရပါပဲလက်လက်ဆက်ဆက်လေးရနော်သူများတို့မှုအိုလေးမဟုတ် ကဲလို့ရွာကိုပြန်ရောက်ပါပြီဒီနေ့မိုးရှာတဲ့ဟာတွေကြာပြီမယ်နော်ကြည့်ပါဦးကြည့်ပါဦးကြည့်ပါဦးဘလောက်လှပနေလဲဆိုတာပုံထဲမှာပြည့်ကြည့်ပနေတဲ့မိုးတွေဖြစ်ပါတယ်မကြည့်ကြိုက်ဆုံးတော့ဒီအပွင့်လေးတွေပေါ့နော်ဒီပွင့်လေးတွေလှဆုံးပဲကြိုက်ဆုံးမှာတော့မှုရှာပြန်လာပြီးတဲ့ခါမှာမှုချက်စားပါတယ်မရှိ ကောင်းတော့ဗိုက်ဆာနေကြပါပြီလောက်လှပနေတယ်ဆိုတော့ကြည့်ကြည့်ပါ ပြလိုက်အတက်ကြီးရောတာဒီနေလားလေ ရိုက်လို့လေရတယ်ဒီတယောက်ကမိုးရှိနေရတနာယူလောက်တယ် တနာယုံနှစ်ထောင်လို့ပဲရောက်ကြရပြီလို့ပြောတာလို့ချက်ရည်ကြီးပြီးမှကြည့်ရတယ် ဟောလာလိုက်တဲ့မိုးတွေပါကွာမကြည့်ပါဘူးဘလောက်လာလဲ မူလာတာ ဒါကိုရထားတဲ့ဟာတွေထင်တယ်နော် ဟုတ်တယ်လေ ဟော